Hello အားလုံးပဲမင်္ဂလာပါ Kira ဖြစ်ပါတယ်ဆိုတော့ဒီနေ့ကတော့ Kira တို့ဒီအခြေရေးမှာပေါ့နော်အခြေရေးမှာ Okay Kira ရဲ့ဒီတငယ်ချင်းမိတ်ဆွေတွေမှာလည်းအခြေအနေနဲ့ပတ်သက်ပြီးတော့နာကျင်နေရတဲ့လူရှိရပေါ့နော်ဆိုတော့အဲ့ဒီလူတွေအတွက်ကို Kira ကဒီနေ့မှာဒီအနာဂတ်မှာပေါ့နော်ကိုယ့်ရဲ့အခြေရေးဘာဆက်ဖြစ်လာမလဲဆိုတဲ့ဟာရဲ့ပြီးတော့ဒီအခြေရေးအတွက် guidance ပေါ့နော်ဘာလုပ်ရမလဲဆိုတဲ့ဟာရဲ့ဆိုတော့အဲ့ဒါလေးကို Kira ဖတ်ပေးချင်ပါတယ်ဆိုတော့ Kira ကတ်တွေကို shuffle လုပ်နေတဲ့အချိန်မှာခါလိုက်လို့ပဲဒီကိုနဲ့ resonate ဖြစ်တဲ့ကိုအတွက် message တွေရောက်လာစေဖို့အတွက် universe ကိုစတောင်းထားလို့ရပါတယ်ဆိုတော့လေဒီ reading ကိုကြည့်နေတဲ့လူတွေကပေါ့နော်ဘယ်လိုပြောမလဲမနိုင်ပြောမယ်ဆိုလို့ရှိရင်တော့ဒီ reading ကိုကြည့်နေတဲ့လူတွေကလောလောဆယ်မှာလေအခြေရေးကသူတို့အတွက်ဘယ်လိုပြောမလဲအဓိကကိစ္စကြီးဟုတ်မနေဘူးဆိုတော့များသောအားဖြင့်ကလူတွေကခံစားရတာများတယ်ပေါ့နော်များတော့နှစ်မျိုးဖြစ်နိုင်တယ်ပထမတစ်ခုကဘာလဲဆိုတော့ငကိုကလေးကဒီ reading ကိုကြည့်နေတဲ့လူကပေါ့နော်ဒီအခြေကိုဘဝမှာအဓိကအနေနဲ့မထားဘဲနဲ့ကိုတိုးတက်ဖို့ရှိရတယ်ကိုရှာဖွေဖို့ရှိရဲ့အရာတွေပေါ့နော်ဆိုအဲ့ဒါတွေကိုပဲအဓိကထားပြီးတော့လုပ်ခဲ့တာဖြစ်ကောင်းဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှိရင်နောက်တစ်မျိုးကကြာတာဘာလဲဆိုတော့ကိုကအခုချိန်မှာအခြေနဲ့ပတ်သက်ပြီးတော့အရန်ကိုထိခိုက်နာကျင်နေရလို့တခြားဘက်ကိုပို့ပြီးတော့အချိန်ပေးလိုက်တာမျိုးပေါ့နော်ဥမာဒီအခြေနဲ့ပတ်သက်ပြီးတော့စိတ်မချမ်းသာလို့စာအရန်လုပ်လိုက်တာမျိုးအလုပ်အရန်လုပ်လိုက်တာမျိုးဆိုတော့အဲ့လိုပုံစံမျိုးကိုတွေ့နေရတယ်ပေါ့နော်ဆိုတော့လောလောဆယ်မှာတော့ဒီ reading ကိုကြည့်နေလူတွေအများစုကဘယ်လိုပြောမလဲကိုယ့်ကိစ္စကိုလုပ်နေကြရဲဆိုတဲ့လူတွေကြီးပဲဒီအခြေရေးမှာအဓိကဘယ်လိုပြောမလဲအခြေရေးမှာအချိန်အများစုကုန်နေရမျိုးမဟုတ်ဘဲနဲ့ကိုယ့်ကိစ္စကိုလုပ်နေကြရဲဆိုတဲ့ energy မျိုးကိုရတယ်ဆိုတော့ထူဆန်းလိုက်တာKira တကယ်တော့အခြေရေးကိုမေးတာဒါပေမဲ့ဒီမှာပေါ်လာတဲ့ဟာတွေအများစုကOkay ဘယ်လိုပြောမလဲအခြေရေးကိုအဓိကမထားတတ်တဲ့လူတွေပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်းအခုအချိန်မှာအခြေရေးကိုအဓိကလုပ်နေတဲ့လူတွေအဓိကလုပ်နေတာမဟုတ်တဲ့လူတွေအတွက်ပဲပေါ်လာမျိုးလိုဖြစ်နေရပေါ့နော် Okayဆိုတော့လေဒီလူတွေကKira အထင်တော့ okay ဒုတိယလူမျိုးဖြစ်နိုင်တယ်ပေါ့နော်ဒီအခြေရေးမှာကိုကတခုခုအရန်ခံစားခဲ့ရလို့အလုပ်ထဲမှာပဲကိုယ့်ရဲ့အချိန်တွေအကုန်လုံးနှိမ့်မြုပ်ထားလိုက်တာကျန်တဲ့ဟာတွေအကုန်လုံးထားခဲ့ပြီးတော့ကိုယ့်ရဲ့အိမ်မက်တွေနောက်ကိုပဲလိုက်နေရဲဆိုတဲ့လူမျိုးတွေပေါ့နော်ဒါပေမဲ့ဘာဖြစ်တယ်လဲဆိုတော့အနာဂတ်မှာအဲ့ဒီလူတွေကဘန်းနောက်သဘောမျိုးဖြစ်တတ်တယ်ဘန်းနောက်ဆိုတာဒီ
ဘယ်လိုဖြစ်လဲဆိုအလုပ်တွေကိုကအများကြီးလုံးမိတဲ့အခါကြလို့ရှိရင်ကိုကတော့ကိုယ်အုံနောက်ကြီးကတော့ရပါသေးရဲ့လို့ထင်နေပေမဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်ကြီးကကိုယ့်ရဲ့အုံနောက်ကြီးကဘယ်လိုရောက်လဲတကယ်တမ်းတော့မရတော့ဘူးပေါ့နော်မရတော့ဆိုတာအမြဲတမ်းပင်ပန်းနေတာမျိုးဖြစ်လာတာမျိုးပြီးရင်မှတ်ဉာဏ်ကတခြားမမှတ်နိုင်တော့တာမျိုးဆိုအဲ့လိုပုံစံမျိုးဖြစ်တတ်တယ်ပေါ့နော်ဆိုညတွေနက်တယ်ကောင်းကောင်းမအိပ်ရဘူးဆိုအဲ့လိုမျိုးဖြစ်တဲ့အခါကျတော့ဒီဘယ်လိုပြောမလဲအတွေးတွေများတယ်တို့စိတ်ရှုပ်စရာများတယ်တို့ဆိုအဲ့ဒါမျိုးပို့ပြီးဖြစ်လာတယ်ပေါ့နော်ကိုကပင်ပန်းနေတဲ့ခါကျတော့ပို့ပြီးစိတ်ရှုပ်စရာပို့ပြီးများလာတဲ့ပုံစံမျိုးဖြစ်လာတယ်ဆိုတော့အခုချိန်နေမှာကိုကဒီအချစ်ကြောင့်နာကျင်မှုကြောင့်ပေါ့နော်ဒီကိုယ့်ရဲ့အိမ်မက်တွေကိုပဲအာရုံစိုက်နေဆိုပေမဲ့လို့အဲ့ဒီဟာကအများကြီးအလွန်ကျွံလုံးမိသွားတော့ဒီအနာဂတ်မှာဘယ်လိုဖြစ်လာမလဲဆိုတော့အရန်ကိုက pressure ပြီးပြီးတော့အဲ့လိုအရန်ပင်ပန်းပြီးတော့ burn out ဖြစ်သွားတာမျိုးကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ Kira ဒီမှာ guidance လေးပေးထားတယ် okay ဒီအခြေရေးကိုအကောင်းဆုံးဖြစ်လာဖို့Kira တို့ဘာလုပ်ကြမလဲပေါ့နော်ဘာလုပ်ကြမလဲဆိုရဟာလေးပါOkay ဆိုတော့ဒီအချိန်ဒီမှာပေါ့နော်ဘယ်လိုမြင်နေရလဲဆိုတော့maybe ဒီ video ကိုကြည့်နေတဲ့လူတွေကလို့ဆုံးဖြတ်ချက်ပြတ်သားတဲ့လူတွေပေါ့နော်ဘာလို့ဆိုတော့ကိုကဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ဘာမှတော့လုပ်เสียမလိုဘူးလို့တွေးနေတဲ့လူတွေလည်းပါလိမ့်မယ်ဥပမာထားပါတော့ကိုကဒီလူနဲ့ပြတ်သွားလို့ကိုအရန်ခံစားရလို့ကိုရဲ့အလုပ်တွေចောင်းစာတွေကိုပဲအချိန်ပေးလိုက်တာမျိုးမှန်တယ်ဒါပေမဲ့လို့အရန်ခံစားရလို့ဆိုပြီးတော့သူ့ရှီကိုပြန်သွားမလားဒါမှမဟုတ်လို့ရှင်ပြန်ပြီးတော့ဆက်သွယ်မလားဆိုတဲ့အတွေ့မျိုးမရှိတဲ့လူတွေများတယ်။ဘာလို့ဆိုတော့ဒီမှာ guidance ကတ်ထွက်လာတော့သူကဘာပြောလဲဆိုတော့ဒီအလုပ်တွေအကုန်ဖိလုပ်နေမယ်အစားတငယ်ချင်းတွေနဲ့ပေါ့နော်အေးစစ်ဆေးသွားပြီးတော့အနားယူလိုက်တာပိုကောင်းတယ်ဆိုတဲ့ energy မျိုးရတယ်ပေါ့နော်။ဆိုတော့ဒီအခြေရေး Kira တို့ဒါအခြေအတွက် guidance ပေးရပါပဲเนาะအခြေဘာဖြစ်နေလဲနောက်ကမှဘာဖြစ်လာမလဲပြီးတော့ guidance ပေါ့เนาะဒါပေမဲ့အခုချိန်ဒီမှာokay break up ဖြစ်ထားတဲ့လူတွေရှိမယ်ပြီးတော့ဆက်ဆံရေးတစ်ခုရက်တန့်လိုက်တဲ့လူတွေရှိရပေါ့နော်ဆိုတော့ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ဘာမှဆက်မလုပ်တော့ဘူးလို့စိတ်ပန်းဖြစ်ထားတဲ့လူတွေများတယ်ဒါမှမဟုတ်လို့ရှိရင်ဘာမှဆက်လုပ်စရာမရှိတော့တဲ့လူတွေများတယ်ဆိုတော့အဓိကကတော့ဒီအခြေအနေမှာကိုယ့်ရဲ့အခြေအနေကိုပြန်ပြီး healing လုပ်ဖို့အတွက်ကတော့ကိုယ်တငယ်ချင်းတွေနဲ့ပျော်ပါခရီးထွက်လိုက်တာမျိုးနေရာတစ်ခုသွားလိုက်တာမျိုးကပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဒီ reading ထဲမှာလေတချို့လူတွေကဘယ်လိုရှိမလဲဆိုတော့ဒီလူနဲ့ကိုယ်နဲ့ကွဲခဲ့တာဒီဘာလို့လဲဆိုတော့ကိုကဘယ်လိုပြောမလဲကိုကဒီလူထပ်ပိုကောင်းတဲ့လူမျိုးထိုက်တန်လို့ဒီလူကကိုယ့်အတွက်လုံလောက်ချစ်တဲ့လူမျိုးဟုတ်မနေလို့ဒီလူကကိုယ်လုံလောက်ချစ်မပေးလို့လုံလောက်တန်ဖိုးထားမပေးလို့ဆိုရဲလူမျိုးတွေလည်းပါတယ်ပေါ့နော်ဆိုတော့ကိုဒီလူနဲ့ပတ်သက်ပြီးတော့ဘာမှလုပ်ဆရာမရှိတော့ဘူးကိစ္စပြီးပြီဆိုတဲ့လူမျိုးတွေပါတယ်အဲဒါကြောင့်မလို့အလုပ်ထဲမှာပဲစိတ်အရန်နေနေရမျိုးမဟုတ်ဘဲနဲ့ကိုယ့်ကို healing လုပ်ဖို့အတွက်ကိုယ်တငယ်ချင်းတွေနဲ့ပျော်ပါဒီခရီးသွားလိုက်တာမျိုးစိတ်ပေါ်ပါအောင်နေလိုက်တာမျိုးကပို့ပြီးတော့ကောင်းပါတယ်လို့ပြောပါတယ် okay ပါဒီနေ့ reading လေးကတော့ဒီလောက်ပါပဲဆိုတော့Kira ကို personal reading ပေးခြင်းနဲ့ဆိုရင် Kira ဒီ video ရဲ့ description မှာလည်းထည့်ပေးထားမှာပေါ့နော် Kira ရဲ့ Telegram account name လေးကိုလာရှာပြီးတော့မေးလို့လည်းရတယ်ပြီးရင် Messenger နဲ့လည်းလာမေးလို့ရပါတယ် okay ပါဒါဆိုလို့ရှိရင်Kira တို့ဒီနေ့ reading ကတော့ဒီလောက်ပါပဲနောက် reading တွေမှာပြန်တွေ့ကြပါမယ်